Hello ဒီ blog လေးကတော့တကြမတိုင်ခင်တစ်ပတ်အလိုကဖျားဖို့ဖြစ်ခဲ့တဲ့ blog လေးပဲဖြစ်ပါတယ်။ဖျားဖို့ရင်ဘလို့အမှတ်တရတွေဖန်တီးဖြစ်လဲဆိုတာကိုအဆုံးထိလိုက်ကြည့်ပေးကြပါအောင်နော်။ပထမဦးဆုံးရှမ်းပြည်တောင်ပိုင်းဟိုပုံးမြို့ရဲ့ရှေးအကျဆုံးကုတကူဖြစ်တဲ့ထန်းဆန်းနိုင်ကူကိုသွားလေ့လာခဲ့ပါတယ်။ကူထဲမှာဖန်တီးထားတဲ့ရှေးဟောင်းလက်ရရုပ်ကလပ်များကလည်းအလွန်အင်မတန်မှတည်သက်လှပလွန်လှပါတယ်။ဗုဒ္ဓဆင်းရဲတော်တွေကလည်းကြီးညိုသက်ပဲလွန်လှပြီးတော့ဂူတွင်းထဲကိုကြည့်ရှုလေ့လာနေစဉ်ချမ်းစိမ့်တဲ့အရာတာကိုခံစားရတာကလည်းတကယ်ကိုလောကနိဗ္ဗာန်ပါပဲဒီလိုနဲ့ထန်းဆန်းနိုင်ကိုတကူလုံးကိုလက်ပတ်လေ့လာကြည့်ရှုခဲ့ကြပါသေးတယ်ထန်းဆန်းနိုင်ကိုရဲ့ဖွဲ့စည်းတည်ဆောက်ပုံအကြောင်းကိုအချင်းချင်းပြောရမယ်ဆိုရင်တော့ထန်းဆန်းနိုင်ကိုကဆိုရင်တဲ့ရင်ထောက်ကြဂူတွင်းတည်ရှိပြီးတော့အလွန်လှပတဲ့ကြောက်ဆက်ပန်းဆွဲများပုံစံအမျိုးမျိုးမြေပေါ်မှာထိုးထွက်နေတဲ့ကြောက်သားတိုင်းပုံစံအမျိုးမျိုးတို့နဲ့ဖွဲ့စည်းထားပါတယ်ကြောက်ဆက်ပန်းဆွဲတွေကလည်းအဖြူရောင်အဝါရောင်အညိုရောင်စသဖြင့်အရာမျိုးရှိကြပြီးတော့တက်သီးပုံများလှန်ထားပုံများလိုက်ကကဲ့သို့အတွန်းအလိမ့်များထီးဖြူမိခိုးရောင်ပုံသဏ္ဍာန်များစသဖြင့်လှပစွာရှိနေပါတယ်ကြောက်သားတိုင်းများရဲ့အရေးလိုက်ဖွဲ့စည်းဖြစ်ပေါ်နေမှုများနေရများ၌ကြောက်ဆက်ပန်းဆွဲများကျနေပုံတွေကလည်းလွန်စွာထူးခြားလှပပါတယ်တိုင်းကိုအတွင်းကိုလေ့လာကြည့်ရှုဖို့အတွက်လာရောက်ကြတဲ့ခရီးသွားဧည့်သည်တွေကိုလည်းတွေ့ရပါသေးတယ်။ထန်းဆန်းနိုင်ကိုအတွင်းလူသွားလမ်းတစ်လျှောက်ရေးဆက်ရေးပေါင်းများဖြိုးဖြောက်ကျနေတဲ့အတွက်ကြောင့်မချော်လဲအောင်မနေ့ထိန်ပြီးလမ်းလျှောက်ခဲ့ရပါတယ်။ကိုအတွင်းထဲကိုလေ့လာကြည့်ရှုပြီးတဲ့နောက်မှာကိုပြင်ဘက်ကိုထွက်လာခဲ့ကြပါတယ်။ကိုအပြင်ဘက်ကရေတွေတသွင်သွေးစီးဆင်းနေတာကိုကြည့်ရတာလည်းတဘာဝရဲ့လက်ဆောင်ပါပဲ။ဒီလိုနဲ့ထန်းဆန်းနိုင်ကူကနေအပြန်ခရီးကိုဆက်ခဲ့ကြပြီးတော့ထန်းဆန်းနိုင်ကူရဲ့အနီးတစ်ဝိုက်မှာရှိတဲ့ထန်းဆန်းရွှေတကုံစီကိုသွားဖို့မျှော်ခဲ့ကြပါတယ်။